ဒီခေါင်းဆောင်ကကလေးကရာမှာအလူငွေပေးတယ်ဆိုပြီးကလေးတွေနဲ့ဓာတ်ပုံရိုက်ခုနာမည်ကိုရအောင်လုပ်ပြီးအဲ့ဒီကနေထွက်သွားရောသူပြန်သွားတော့မူတီကြီးကကလေးတွေကိုထမင်းကျွေးဖို့အိုးကြီးတဲချိလိုက်တော့အလူငွေအဖြစ်စန်တပန်ကလေးပဲရှိနေတာတွေ့ရတယ်အဲ့ဒါကလေးအားလုံးအတွက်ပဲလုံးမလုံလောက်မှမဟုတ်ဘူးမူတီကြီးလည်းအကူအညီတောင်းဖို့နေရာအတော်များများဖုံးဆက်တယ်ဒါပေမဲ့နေရာတိုင်းမှာသူကိုအလူငွေပေးမယ်ဆိုပြီးလက်ဆတာပဲခံရတယ်တနေ့မှာတော့ပွဲတစ်ခုမှာကုမ္ပဏီကြီးတစ်ခုရဲ့ပိုင်ရှင်မျိုးသမီးတစ်ယောက်ကကလေးခရာကိုယူပြီးတက်တိုင်းလူဒန်မယ်လို့ကြေညာတယ်ဒါပေမဲ့မူတီကြီးပိုက်ဆံသွားယူဖို့ကုမ္ပဏီရောက်တော့ကုမ္ပဏီမန်နေဂျာကအဲ့ဒီပိုက်ဆံတွေကိုလင်လေပြီးယူသွားရောမူတီကြီးကိုလည်းအဲ့ဒီကနေမောင်းထုတ်ပစ်လိုက်တယ်အခုတော့ကလေးခရာရဲ့အခြေအနေကအတော်ဆိုးနေပြီခေါင်မိုးကနေရေတွေယိုစီးကျနေသလိုကချို့ရက်တွေဆိုကလေးတွေထမင်းမစားရလို့ဗိုက်ဆက်ဆာနေအိပ်ရတာမျိုးတွေဖြစ်လာတယ်အဲ့ဒီကလေးခရာမှာပဲနေတဲ့ကလေးတစ်ယောက်ကတော့အဲ့ဒီခေါင်းဆောင်ကိုလက်စားချေဖို့ဆုံးဖြတ်လိုက်တယ်သူကမီးပုံရောက်တဲ့သူလိုဟန်ဆောင်ပြီးခေါင်းဆောင်စီကိုသွားပြီးအန်ကယ်မီးပုံလေးတွေဝဲပါအောင်လို့ပြောတယ်ဒါပေမဲ့အဲ့ဒီရိုင်းဆိုင်တဲ့ခေါင်းဆောင်ကငင်းလိုက်တယ်အဲ့ဒီတော့ကလေးကအလကားပေးတာပါအန်ကယ်ယူလိုက်ပါလို့ပြောတယ်ခေါင်းဆောင်ကလည်းသူ့ကလေးအသက်မီးပုံတချို့ကိုယူသွားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမီးပုံဒီအာနုံပေါက်ကွဲသွားပြီးအဲ့ဒီမှာရှိတဲ့လူတွေလည်းတတိလက်ကွန်ရောပြီးတော့အဲ့ဒီကလေးကသူတို့စီကနေပိတ်ဆံလေးယူပြီးကလေးကရာကိုယူလာပေးတဲ့အခါအဲ့ဒီပိတ်ဆံလက်ကလေးကရာကကလေးအလုံးလဲဘိုက်ပြီးဝါအောင်ထမင်းစားရတယ်